Aerobic လေ့ကျင့်ခန်း Aerobic exercise Aerobic လေ့ကျင့်ခန်းဆိုဒီမှာကြွက်သားများကိုစီးကျက်ညီညီထက်တလဲလဲလှုပ်ရှားစေတဲ့လေ့ကျင့်မှုဖြစ်ပါတယ်။နှလုံးအဆုတ်သွေးကြောများနဲ့ကြွက်သားများကိုပိုမိုထိရောက်စွာအလုပ်လုပ်စေတဲ့အပြင်ကလေးတွေရဲ့ stamina ဇွဲနဲ့ကြာရှည်လှုပ်ရှားနိုင်စွမ်းကိုလည်းတိုးစေပါတယ်။တစ်ပတ်လျင်3ရက်မှ5ရက်ပြုလုပ်နိုင်တယ်။ကလေးတွေမှာအရက်ဖွံ့ဖြိုးရန်လှုပ်တဲ့ Aerobic လေ့ကျင့်ခန်းမျိုးစားတွေကစပိန်စီးခြင်း cycling ကြိုးခုန်ခြင်း rope skipping ပြေးခြင်း running အနှေးလျှောက်ခြင်း jogging ရေကူးခြင်း swimming ခုန်ခြင်း jumping စတာတွေဖြစ်ပါတယ်။စပိန်စီးခြင်း cycling စပိန်စီးခြင်းသည်ခြေကျင်းဝတ်နှင့်ပေါင်ကြွက်သားများအတွက်လွယ်ကူသောလေ့ကျင့်ခန်းဖြစ်ပါတယ်။အကျိုးကျေးဇူးများကတော့ကြွက်သားအားကောင်းစေခြင်းအဆစ်လှုပ်ရှားမှုပိုမိုလွတ်လပ်စေခြင်းနှလုံးနှင့်သွေးကြောဆိုင်ရာကျန်းမာရေးတိုးတက်စေခြင်းစိတ်ဖိစီးမှုလျော့ကျစေခြင်းတို့ဖြစ်တယ်။ကြိုးခုန်ခြင်း rope skipping ကြိုးခုန်ခြင်းသည်ကလေးများ၏ကိုယ်ကာယကြံ့ခိုင်မှုလှုပ်ရှားမှုမြန်ဆန်မှုနှင့်ဇွဲလုံးလောက်ကိုတိုးတက်စေတယ်။အကျိုးကျေးဇူးများကတော့ခန္ဓာကိုယ်ပေါ်ပိုင်းနှင့်အောက်ပိုင်းကြွက်သားများကိုတန်မာစေခြင်းဟန်ချက်ညီခြင်းလှုပ်ရှားမှုမြန်ဆန်ခြင်းနှင့်ညှိနှိုင်းနိုင်စွမ်းတိုးတက်စေခြင်းကိုယ်လေးချိန်လျှော့ချစေခြင်းခန္ဓာကိုယ်တစ်ခုလုံးကိုအလုံးလုံးစေခြင်းတို့ဖြစ်တယ်။ပြေးခြင်း running ပြေးခြင်းသည်ပြင်းထန်မှုအဆင့်ကိုရွေးချယ်နိုင်သောခန္ဓာကိုယ်တစ်ခုလုံးအတွက်လေ့ကျင့်ခန်းဖြစ်ပါတယ်။ဤလေ့ကျင့်ခန်းသည်စွမ်းအင်အများပြားကိုလောင်ကျွမ်းစေပြီးနှလုံးအဆုတ်နှင့်ကြွက်သားများမှပိုမိုအားစိုက်လှုပ်ဆောင်ရတယ်။အကျိုးကျေးဇူးများကတော့ကိုယ်အလေးချိန်ထိမ့်သိမ့်ပေးခြင်းခြေထောက်ကြွက်သားများကိုတန်မာစေခြင်းစိတ်ဖိစီးမှုလျော့ကျစေခြင်းယုံကြည်မှုတိုးစေခြင်းတို့ဖြစ်တယ်။အနှေးလျှောက်ခြင်း jogging အနှေးလျှောက်ခြင်းဆိုသည်မှာဖြည်းဖြည်းနဲ့ပုံမှန်အမြန်နှုန်းဖြင့်ကြာရှည်ပြေးခြင်းဖြစ်ပါတယ်။အကျိုးကျေးဇူးများကတော့ကြွက်သားများကိုတန်မာစေခြင်းအယိုးများကိုခိုင်မာစေခြင်းကိုယ်အလေးချိန်ထိမ့်သိမ်းရာတွင်အထောက်အကူပြုခြင်းနှလုံးနှင့်သွေးကြောကျန်းမာရေးတိုးတက်စေခြင်းတို့ဖြစ်တယ်။ရေကူးခြင်း swimming ရေကူးခြင်းသည်ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားအလုံးကိုအလုံးလုံးစေသောလေ့ကျင့်ခန်းဖြစ်တယ်။အရက်ရှည်ထွက်ရန်နှင့်ကိုယ်လေးချိန်လျှော့ချရန်အတွက်ထိရောက်သောနည်းလမ်းတစ်ခုဖြစ်တယ်။အကျိုးကျေးဇူးများကတော့ကြွက်သားများတိဆောက်ပေးခြင်းကြောရိုးကိုတန်မာစေပြီးအရက်ရှည်ထွက်စေခြင်းနှလုံးနှင့်သွေးကြောကျန်းမာရေးတိုးတက်စေခြင်းအဆုတ်၏လှုပ်ဆောင်နိုင်စွမ်းကိုမြင့်တက်စေခြင်းတို့ဖြစ်တယ်။ခုန်ခြင်း jumping ခုန်ခြင်းသည်ကြောရိုးနှင့်ခြေသလုံးကြွက်သားများကိုတန်မာစေတယ်။အယိုးသိပ်သီးစကိုတိုးစေပြီးကြီးထွားမှုဟော်မုန်းများကိုလှုံ့ဆော်ကာအယိုးများသို့သွေးစီးဆင်းမှုကိုမြန်ဆန်စေတယ်။အကျိုးကျေးဇူးများကတော့လှုပ်ရှားမှုစွမ်းရည်နှင့်ညှိနှိုင်းနိုင်စွမ်းဖွံ့ဖြိုးစေခြင်းခန္ဓာကိုယ်တစ်ခုလုံးကိုတန်မာစေပြီးကိုယ်ကာယကြံ့ခိုင်မှုတိဆောက်ပေးခြင်းအုံနောက်စွမ်းရည်နှင့်အသိဉာဏ်ရည်တိုးတက်စေခြင်းစိတ်ခံစားမှုကိုမြင့်တင်ပေးပြီးစိုးရိမ်မှုလျော့ကျစေခြင်းတို့ဖြစ်ပါတယ်